ဝတ္ထုတစ်ခုခုပုတ်သွားတယ်မကောင်းတော့ဘူးဟလာဒိတ်ရဲလုံဒိတ်ကုန်တာတွေရှိမယ်အဲ့ဒါအကုန်လုံးခြုံပြီးတော့坏လို့သုံးပါတယ်这个东西坏了ဒီပစ္စည်းကဘာဖြစ်လဲမကောင်းတော့ဘူးစားလို့မရတော့အဲ့ဒါမှဥပမာတစ်ခုခုပုတ်တာပြဲတာမျိုးဆိုရင်ဖူလန့်လို့သုံးပါတယ်ဖူလန့်ပုတ်တာတွေပေါ့နော်အဲ့လိုမျိုးဥပမာ苹果腐烂了ပန်းသီးကပုတ်သွားပြီတကယ်လို့ကိုပုတ်တဲ့အရာကိုထည့်ပြောပေါ့နော်ဖင်းကွာနေမှာတခြားဟာလေးထည့်ပြောဖူလန့်ပြီးလို့ရှိရင်အသီးမဲ့တာမျိုးဆိုရင်成熟လို့သုံးပါတယ်成熟အသီးမဲ့တာသူ့ကနောက်တစ်မျိုးအထိပ္ပယ်ရှိပါသေးတယ်ရင်းချက်တည်ငြိမ်တဲ့လူတွေကို成熟လို့သုံးပါတယ်比如说我都成熟了ငါရင်းချက်နေပြီငါတို့ရင်းချက်တည်ငြိမ်နေတဲ့သူပေါ့နော်ရင်းချက်တည်ငြိမ်သွားပြီအဲ့လိုမျိုးပြောရဖြစ်တယ်ဒီမှာကျတော့အသီးပိုင်းမှဲ့ရမျိုးဗာမျိုးဆိုလို့ရှိရင်ရှူတစ်လုံးလေးလည်းသုံးလို့ရပါတယ်成熟လို့လည်းသုံးလို့ရပါတယ်နောက်比如说苹果成熟了ပန်းသီးကမှဲ့သွားပြီအဲ့လိုမှဲ့တဲ့အရာတွေသုံးလို့ရပါတယ်ဒီမကောင်းတဲ့အရာတွေအကုန်လုံးကိုကမပြောတတ်ဘူးဆိုရင် white တစ်လုံးနဲ့လည်းသုံးလို့ရပါတယ်坏了အားလုံးပဲအဆင်ပြေကြပါစေရှင်